တခါတုန်းကတာမန်ရွာလေးတစ်ရွာမှာအဖိုးကြီးတစ်ယောက်နဲ့သူ့ရဲ့မြေမီနာတိုတို့နေထိုင်ခဲ့ကြပါတယ်။မီနာတိုဟာခလီးဘဝကလေးကဝိညာဉ်တွေကိုမြင်နိုင်စွမ်းရှိခဲ့ပါတယ်။သူ့အဖိုးကလည်းသူ့မြေရဲ့ဒီအစွမ်းကိုပျော်ရွှင်ခဲ့ရပါတယ်။တာမန်မဟုတ်တဲ့ဒီအစွမ်းကြောင့်မီနာတိုရဲ့ဘဝဟာလျှို့ဟတ်စမ်းကြယ်မှုတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ နှစ်တွေကြာပြီးနောက်ဆွေမျိုးတွေရဲ့အိမ်ခေါင်းကိုပြောင်းရွှေ့ခဲ့ရပါတယ်။အိမ်တကားဝါမှာထူးဆန်းတဲ့မောက်မိတ်တဲ့စွမ်းရည်တစ်မျိုးကိုသူခန်းစားခဲ့ရပါတယ်။ရေးထားတဲ့စာတွေကလည်းသူ့စိတ်နဲ့အလိုလိုပျောက်ကွယ်ထွားတာကိုတတိထားမိခဲ့ပါတယ်။အဲ့ဒီနောက်သူ့ရဲ့လက်ရည်တွေဟာမကောင်းဆိုးဝါးတွေကိုနှိမ်နဲ့စွမ်းအားရှိကြောင်းမမျှော်လင့်ပဲတည်ရှိလာခဲ့ပါတယ် တရက်မှာတော့သူ့ခြံထဲကိုဝန်ပလွေကြီးတစ်ကောင်ရောက်လာခဲ့ပါတယ်ဒီဝန်ပလွေကြီးကနီးစပ်ရာတောင်ရဲ့နတ်ဖျားယာမာဂါမိဖွစ်ချောင်းသူ့ကိုယ်သူမိတ်ဆက်ခဲ့ပါတယ်ယာမာဂါမိဟာအားနဲ့နေချိန်မှာမီနာတိုရဲ့လက်ငင်းစွမ်းအားနဲ့မကောင်းဆိုးဝါးတွေကိုနှိမ်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ရှိနေခဲ့ပါတယ်ယာမာဂါမိရဲ့အကြံပေးချက်အရမီနာတိုဟာငယ်စဉ်ကတည်းကဝါသနာပါခဲ့တဲ့အိမ်နာမည်ပြားထွင်းတဲ့အယိုကိုပြန်လုပ်ခဲ့ပါတယ်ဒီနာမည်ပြားတွေကိုအိမ်ရဲ့အဝဲနှကစားတကားတွေမှာချိတ်ဆွဲလိုက်တာနဲ့အိမ်တစ်ခုလုံးကိုအစိမ်းရောင်ကာကွယ်မှုတစ်ခုကဝင်ရန်သွားခဲ့ပါတယ်။အခုတော့ဘယ်မကောင်းဆိုးဝါးမှသူ့အိမ်သားကိုတောင်ချင်းကပ်နိုင်မှာမဟုတ်တော့ပါဘူး။ ယာမာဂါမီရဲ့လေးစားမှုနဲ့ကြီးစုတင်မှုကိုမီနာတိုကပေးအပ်ခဲ့ပြီးနောက်ယာမာဂါမီရဲ့စွမ်းအားတွေပိုပြီးတောက်ပလာခဲ့ပါတယ်။မီနာတိုဟာမကောင်းဆိုးဝါးတွေကိုနှိမ်နင်းနိုင်တဲ့သူ့ရဲ့အစွမ်းကြောင့်ဟာရီမာဆိုင်ကာလိုအခြားနှက်ဆိုးနှိမ်နင်းသူတွေနဲ့လည်းတွေ့ဆုံခဲ့ရပါတယ်။နောက်ပိုင်းမှာယာမာဂါမီဟာသူ့ကိုယ်သူမာတင်ငှက်၃កောင်အဖြစ်ပိုင်းခြားပြီးမီနာတိုရဲ့အိမ်မှာအဖော်ပြုနေထိုင်ခဲ့ပါတယ်။ ယာမာဂါမီဟာမီနာတိုရဲ့ချမ်းကိုလှပတဲ့ဥယျာဉ်ဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။မီနာတိုဟာသူ့ဘဝမှာမယုံနိုင်လောက်အောင်ကံကောင်းခြင်းလေးဆက်တိုက်ကြုံတွေ့ခဲ့ရပြီးရေကန်ထဲမှာနေတဲ့ရေကီလို့ခေါ်တဲ့နတ်လေးရဲ့ကံကောင်းခြင်းကြောင့်ဖြစ်ကြောင်းသိခဲ့ရပါတယ်။ဒါအပြင်လေနတ်ပရာဖူးခြင်းကသူ့ကိုလေကိုထိန်းချုပ်နိုင်တဲ့စွမ်းအားကိုပါပေးအပ်ခဲ့ပါတယ်။ ဟာရီမာကမီနာတိုရဲ့လက်ရိုးစွမ်းအားပါတဲ့အမော်ပစ္စည်းတွေကိုအသုံးပြုပြီးမကောင်းဆိုးဝါးတွေကိုနှိမ်နေချိန်မှာအီချီဂိုကသူ့ကိုမနာလိုဖြစ်ပြီးမီနာတိုကိုထောင်ခောက်ဆင်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ယာမာဂါမီကအီချီဂိုကိုဝိညာဉ်ကဘာတစ်ခုတည်းပို့ပြီးသူ့ရဲ့အမတ်ကတင်ခန်းစာပေးခဲ့ပါတယ်။မီနာတိုကိုယ်တိုင်လည်းဟာရီမာတောင်းဆိုခဲ့တဲ့ဖုန်ကြီးကျောင်းဟောင်းကမကောင်းဆိုးဝါးအယုတ်တွေကိုနှိမ်နှင်းပေးခဲ့ပါတယ်။ မကောင်းဆိုးဝါးရုပ်တွေကိုနှိမ့်ပြီးနောက်မီနာတိုဟာယာမဂါမီနဲ့အတူကာမီကဘာတစ်ခုထဲကိုရောက်ရှိသွားခဲ့ပါတယ်။အဲ့ဒီမှာတော့ပြင်းရည်တဲ့နတ်ဖျားမှာအာမာတာရာစုနဲ့တွေ့ဆုံခဲ့ပါတယ်။သူမရဲ့အကူအညီနဲ့မီနာတိုဟာဖြစ်စည်းတွေကိုတစိ့ခံနိုင်တဲ့စွမ်းအားသက်တစ်ခုကိုရရှိခဲ့ပါတယ်။ ဒီအစွမ်းအသစ်ကိုကျွမ်းကျင်အောင်လေ့ကျင့်နေရင်မီနာတိုဟာသူ့ရဲ့အတိတ်ကိုပြန်စဉ်းစားခဲ့ပါတယ်။ခလီးဘဝကလေးကသူမြင်တွေ့ခဲ့ရတဲ့ဝိညာဉ်တွေအကြောင်းသူ့အဖိုးရဲ့ထူးခြားတဲ့စွမ်းအားတွေအကြောင်းနဲ့ခရီးသွားနှဆိုးနှိမ်နင်းသူတဦးနဲ့တွေ့ဆုံခဲ့ပုံတွေကိုပြန်အမှတ်ရခဲ့ပါတယ်။အဲဒီနောက်မှာတော့သူဟာသူ့ရဲ့တစိမ့်ခတ်နိုင်တဲ့စွမ်းအားကိုအပြည့်အဝကျွမ်းကျင်ပိုင်နိုင်သွားခဲ့ပါတယ်။ မီနာတိုဟာအခုဆိုရင်ဝိညာဉ်တွေနဲ့နတ်ဖျားတွေကြားကကမ္ဘာနှစ်ခုကိုပေါင်းကူးပေးနိုင်တဲ့ထူးခြားတဲ့သူတစ်ယောက်ဖြစ်လာပါပြီ။သူ့ရဲ့အစွမ်းအသက်တွေနဲ့အတူသူဟာလူသားတွေကိုကူညီရင်းနတ်ဖျားတွေနဲ့ပါဆက်သွယ်နိုင်ခဲ့ပါတယ်။ဒီခရီးကသူ့ဘဝအတွက်အစာလေးတစ်ခုသာထည့်ပါသေးတယ်။သူ့ရဲ့နောက်ထပ်ခရီးတွေမှာဘယ်လိုစိန်ခေါ်မှုတွေဘယ်လိုအစွမ်းတွေထက်မှန်တွေ့ကြုံရအောင်မလဲဆိုတာစိတ်ဝင်စားစရာပါပဲ။